ကဲအာဆင်နယ်ဖန်နေမင်္ဂလာပါဗျာဒီနေ့လဲကျွန်တော်တက်ခဲ့ရတဲ့အကြောင်းရင်းလေးကကျွန်တော်စိတ်ထဲမှာဗတင်မကြနဲ့ပြောချင်နေလို့ပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပရီးမီးယားလိဂ်တက်တဲ့အကောင်းဆုံးကစားသမားစုကိုဘရူနိုဖာနန်ဒက်ကရသွားတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ဖန်နေရောဒီမန်ယူဖန်နေနဲ့ကြားထဲမှာပေါ့နော်ဘက်တစ်ခုဖြစ်နေတယ်ဒါပါလဲဆိုရင်အာဆင်နယ်ဖန်နေဘက်ကကြတော့ဘရူနိုကောင်းတာလက်ခံတယ်သို့တော့ဒီစုကဒီကလန်ရိုက်ကလွယ်လို့တခြားဘယ်သူမှထိုက်တန်ခြင်းမရှိဘူးဒါကိုကျွန်တော်လည်းသဘောတူတယ်ဒကလန်ရိုက်တာလင်ဒီယာဒီမှာ EPN ရဲ့အကောင်းဆုံးကစားသမားတစ်ခုတယောက်ဆိုတာချွင်းချက်မရှိဒါလက်ကိုလက်ခံရမယ့်အနေအထားဖြစ်တယ်အဲ့ဒါဆိုရင်ဘရူနိုဘာလို့ရသွားလဲစဉ်းစားကြည့်အောင်သူရှေ့မှာလည်း PFA တနေ့တာအကောင်းဆုံးစုမန်နေဂျာဟိုဂျာနယ်လစ်တွေပေးတဲ့စုရသွားပြီဆိုတော့အဲ့လောက်ဆိုရင်ဘရူနိုအနေနဲ့အောင်မြင်မှုတစ်ခုလို့ပြောလို့ရတယ်ဒါအဆင့်3ကိုရောက်လာတဲ့အသင်းတစ်သင်းအနေနဲ့ဘရူနိုကောင်းလို့လည်းဟုတ်တယ်မိုက်ကယ်ကာရစ်ရဲ့နီးဗျူဟာပြောင်းလဲတွေကြောင်းလဲမှန်တယ်ဒါကမန်ယူရဲ့နီးဗျအပြောင်းလဲတွေနှစ်စဉ်နှစ်တိုင်းဒါလုံနေကြမန်ယူနီးဗျကအစ်စ်ခန့်လိုက်လို့ခဏတပန်းဆိုဆင်ပြေတယ်အများအားခန့်လိုက်ရင်ဆင်မပြေတော့မယုံရင်ကြည့်နေခင်ဗျားတို့အဲ့မန်ယူနောက်နှစ်ကြရင်တိုင်ပတ်မှတည်ကြတယ်ဒါနောက်ပိုင်းပြောရမယ့်ကဏ္ဍအခုကျွန်တော်ပြောချင်တာကဘရူနိုဖာနန်ဒက်ကဒီစုနဲ့တကယ်ရောထိုက်တန်သလားကျွန်တော်ဖာနန်ဒက်ကိုမကောင်းဘူးလို့ပြောတာမဟုတ်ဘူးသူကကိုဖန်တီမှု20ကြိမ်နဲ့အများဆုံးရသွားတယ်ဆိုတာတခုနဲ့ဒီစုကိုပေးတင်သလားဒါကိုကျွန်တော်မေးခွန်းထုတ်ချင်တာကျွန်တော်ဘရူနိုအပေါ်မှာချစ်ချင်းမုံမင်းလုံးဝမရှိဘဲနဲ့ပြောတာနော်တကယ်တမ်းဆိုရင်ဘရူနိုရဲ့ကစားတဲ့ style က attacking midfield ကစားနေတယ်ဆိုတော့ကိုဖန်တီမှုများတာကဒါသူ့ရဲ့သူ့ရဲ့အည်ချင်းမဟုတ်ဘူးဗျာဒီလားသူကိုဖန်တီမှုများတာကဒါဒီနေရာမှာ Declan Rice ကစားရင်လည်းမရနိုင်ဘူးလားဆိုရနိုင်တာပဲလေနော်ပြောချင်တာကကိုဖန်တီမှုအကျင့်ကြီးရှင်တွက်ယုံနဲ့တော့ဘရူနိုက Declan Rice ထက်ပိုပြီးကောင်းသွားတယ်ဆိုတော့အချက်အလက်ကြီးကတော်တော်လေးကိုတောက်တလို့ကြီးဖြစ်နေတယ်ဗျာကျွန်တော်ပြောချင်တာတခုကမန်ယူကစားတဲ့ပွဲတွေမှာဘရူနိုဖာနန်ဒက်ကိုဖယ်ကြည့်လိုက်ဖာနန်ဒက်မပါဘဲနဲ့ကန်လို့မရဘူးလားဖာနန်ဒက်မပါရင်လည်းမန်ယူကအဆင့်3ကိုရောက်ချင်ရောက်နိုင်တာပဲရောက်လို့ရတယ်တခုရှိတယ်အာဆင်နယ်မှာဒက်ကလန်ရိုက်မပါရင်ဒီ EPN ချန်ပီယံဆုကိုရနိုင်လားဆိုရင်မရနိုင်ဘူးလို့ပဲကျွန်တော်ပုံမှန်လေးပြောချင်တယ်ဒါပါလို့လေအာဆင်နယ်ကဒက်ကလန်ရိုက်တယောက်ထဲကောင်းလို့ဒီဖလားရတာလားဆိုလည်းမဟုတ်ပါဘူးအာဆင်နယ်ကအသင်းလိုက်စုစည်းမှုအားနဲ့ကစားတတ်တဲ့အသင်းမှာတဦးတယောက်ကိုမိခိုးတဲ့အသင်းမဟုတ်ပါဘူးဒီလိုအသင်းမျိုးကိုမှတောင်မှဒက်ကလန်ရိုက်ကမရှိမဖြစ်ဒက်ကလန်ရိုက်ပါမှဒက်ကလန်ရိုက်တရားစီလုံးကစားတယ်ဗျာသူဘလောက်ပဲပွဲတွေပန်းနေပါစေနီးပြားကသူ့ကိုထည့်ထားတယ်ဘာလို့ထည့်ထားလဲဆိုရင်ဒက်ကလန်ရိုက်ကဒါကွင်းတကွင်းလုံးအနှံ့လိုက်ပြီးတော့ကစားတယ်သူright back မှာဂျူလီယန်တင်ပါရောဘန်ဝါရောနာတဲ့ချိန်မှာတော့မှသူ့ကိုသုံးပြီးတော့ကစားလို့အားကိုးရတဲ့အနေထားဒါရှေ့မှာဆိုလဲဒါအိုဒီကတ်တို့0ပုံမှန်ချီစွမ်းမရတဲ့အချိန်မှာသူတယောက်တည်းရုန်းကန်ထားလာရတယ်နောက်တန်းစင်တာဘက်2ယောက်ဂါဘရီယယ်ဆလီဘာတို့နဲ့လည်းအတွဲမိအောင်သူစူးစမ်းပြီးတော့ကစားပေးခဲ့တယ်တရားဒီလုံးသူဒက်ကလန်ရိုက်ချီစွမ်းပြောက်ပါတယ်ဆိုတဲ့ပွဲကခက်ရှားဗျာဒါချန်ပီယံလိဂ်ကိုကျွန်တော်ထဲမတွက်သေးဘူးချန်ပီယံလိဂ်ကိုမပြောသေးဘူးเนาะဒါပြီးခဲ့တဲ့ရာသီကလေးကကျွန်တော်တို့ဒက်ကလန်ရိုက်ရဲ့ချီစွမ်းတွေကိုကျွန်တော်တို့အမြင်ခဲ့ရပြီးမြောင်ဝါထင်တယ်เนาะဤရဲ့နဲ့ပွဲမှာသူလုတ်ပြသွားတဲ့ဖရီကစ်ဂိုကြီးတွေဆိုရင်မယုံနိုင်လောက်အောင်ကိုဒါအိမ်မက်နေသလားလို့တောင်ထင်ရတယ်ပြောချင်တာကarea jewel body မှာပဲဖြစ်ဖြစ်ဒီ attacking မှာပဲဖြစ်ဖြစ် defensive မှာပဲဖြစ်ဖြစ် Declan Rice ကတော်တော်လေးကိုအားကိုးရတယ်တော်တော်လေးဆိုတာအထက်စကားထက်သူဒက်ကလန်ရိုက်ရဲ့တွက်ခိုင်းနိုင်ရမယ့်စကားမရှိဘူးဗျာဘရူနိုဖာနန်ဒက်လိုလူတယောက်နဲ့ကျွန်တော်တို့လာပြီးရှင်ခံရတာကိုတော်တော်လေးကိုကျွန်တော်တို့မှာစိတ်ပြက်တယ်ဗျာတော်တော်စိတ်ပြက်တယ်ကျွန်တော်တို့ဒက်ကလန်ရိုက်ရဲ့တန်ဖိုးနဲ့ဘရူနိုဖာနန်ဒက်ရဲ့တန်ဖိုးကအများကြီးကွာတယ်ဗျာအဲ့ဒီဘရူနိုဖာနန်ဒက်ကဘလောက်ကောင်းတာတော့ဘလောက်ထိကောင်းတာတော့เนาะအသင်းတစ်သင်းကိုဘလောက်ထိရောက်အောင်ဆွဲတင်နိုင်တာတော့ဘလောက်ထိမောင်းနှင်ပေးနိုင်တာတော့ဒါကိုပဲကျွန်တော်မေးခွန်းထုတ်ချင်တယ်ဗျာဒီစုက
ဒီကလန်ရိုက်မရလို့ဘာမှတော့မဖြစ်ဘူးကျွန်တော်တို့ဒီကလန်ရိုက်ကနောက်နှစ်လည်းရနိုင်တယ်ဒါရှေ့ပြီးခဲ့တဲ့နှစ်တွေလည်းသူရခဲ့တဲ့နဲ့ဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေကအာဆင်နယ်ဖလားမရတာတွေရယ်သူ့ရဲ့ရောက်ခါသားနှစ်တွေအထိုင်မကျသေးတာပါပေါ့နော်အဲ့လိုတွေပြောမယ်ဆိုရင်ဒီဖိုဒန်တို့ဟိုဟာတို့ရသွားတယ်မန်စီးတီးကစားသမားတွေလွန်မိုးသွားတဲ့နှစ်မို့လို့ဒါကျွန်တော်လက်ခံလို့ရသေးတယ်ဒီနှစ်ကျွန်တော်တို့အာဆင်နယ်အသင်း EPM ဖလားရသွားတာဆိုအခါမှာဒက်ကလန်ရိုက်ကဒီစုနဲ့လုံးဝ 100% ထိုက်တန်နေတဲ့အနေထားမှာဘရူနိုဖာနန်ဒက်ကိုပဲပေးလိုက်တော့အခုဘာဖြစ်သွားလဲဆိုတော့ဂိတ်ဖန်တွေကဒီစုကိုအာဆင်နယ်ရဲ့ပရီးမီးယားလိဂ်နဲ့လာပြီးတော့နှိုင်းရှင်နေတယ်ဗျာမတန်မယာနဲ့လာမင်းကိုခွေးဟောင်းတယ်လို့ဖြစ်နေပြီပရီးမီးယားလိဂ်စုဖလားရဖို့ကအဲ့လောက်လွယ်သလားဗျာသူတို့ပြောနေတယ်ပရီးမီးယားလိဂ်ကနှစ်တိုင်းယူလို့ရတယ်တစ်နှစ်တယောက်ဒီဟိုအစစ်20ကြိမ်ကတုံးလုံးလို့မရဘူးရီလိုက်ရတာဟိုရင်ဘတ်နောက်ကကြော်ဖတ်မောဆိုတာလို့ဖြစ်နေပြီဗျာဂိုးဖန်တီးမှု20ကြိမ်ဆိုတာကဂိုးပဲဖန်တီးနေလို့ရှိရင်ရနိုင်တယ်လေဗျာဒီပရီးမီးယားလိဂ်ဖလားကအဲ့လောက်လွယ်သလားဂွာရီယိုလာလို့နီးပြတယောက်ဥဆောင်နေတဲ့မန်စီးတီးကိုကြော့ဖြတ်ပြီးတော့ရခဲ့တာတခြားအသင်းတွေဘလောက်ပဲတိုင်ပတ်နေပါတယ်ပြောကျွန်တော်တို့အာဆင်နယ်အသင်းဒါဒီရာဒီမှာဒိုင်ယာရကစားသမားတွေတယောက်ပြီးတယောက်နဲ့အလူးလဲနဲ့ရအောင်ကစားခဲ့ရတာအဲ့ဒီထဲမှာဒီကလန်ရိုက်ကပွဲတွေအကုန်လုံးဒီပါကိုကစားခဲ့ရတယ်ပွဲတိုင်းကိုလည်းခြိစွမ်းပြခဲ့တယ်သွင်းကိုတွေလည်းတချို့ပွဲတွေမှာအရေးပါတဲ့သွင်းကိုတွေသွင်းခဲ့တယ်ဒါသွင်းကိုတွေဆိုတာတဲ့ဒက်ကလန်ရိုက်ရဲ့ထူးခြားတဲ့စွမ်းဆောင်ကြီးကဘာလဲလို့ပြောရင်ဘောလုံးဝင်းထဲမှာနေရာတိုင်းမှာသူရှိနေတာပဲနေရာတိုင်းမှာသူရှိနေတာပဲကျွန်တော်အရင်ကဒက်ကလန်ရိုက်ကိုအဲ့လောက်ထိကစားအကောင်းနဲ့ပလေယာမှမသိခဲ့ဘူးဗျာ2ယောက်စာလောက်ပဲကစားတယ်သူက3ယောက်4ယောက်5ယောက်စာလောက်ကိုကစားတယ်ဇူဘီမန်ဒီချီပြောင်းနေရင်လည်းသူကစားတယ်စကယ်လီနဲ့တွဲရင်လည်းအဆင်ပြေတယ်နော်ကတ်နဲ့တွဲလည်းရတာပဲအိုဒီကတ်နဲ့တွဲလည်းအဆင်ပြေတယ်အကုန်လုံးဟိုဘသူနဲ့တွဲလိုက်ဒီကလန်ရိုက်ကအဆင်ပြေအောင်ကစားနိုင်စွမ်းရှိတယ်ပလေယာတယောက်ဟိုကပြောသလိုပေါ့ဖောက်ဆန်ပြောတဲ့ကစားစကားလို့ပေါ့ဇီဒန်းနဲ့ကြံတဲ့ဒုတ်ချောင်းတွေဒါထောင်ပေးသူတခြားအသင်းတစ်သင်းကိုရှင်ရဲတယ်ဆိုလို့ပေါ့အခုဒက်ကလန်ရိုက်ကဘသူနဲ့အတွက်အဆင်ပြေအောင်ကစားနိုင်တဲ့ရည်ချင်းတကူကဘရူနိုဖာနန်ဒက်မှာရှိသလားကျွန်တော်ပြောချင်တာသူတို့စုပေးတဲ့လူတွေဘလို့စိတ်ကူးနဲ့ပေးတယ်လဲတော့ဘလို့မျိုးရွေးချယ်ပြီးပေးတယ်လဲတော့ဒါသူတို့ဆုံးဖြတ်တဲ့ပုံမှာမူတည်ပါတယ်ဒါပေမဲ့ထိုက်တန်မှုရှိတာကပို့ပြီးထိုက်တန်တာကတော့ဒက်ကလန်ရိုက်ပဲဗျာဆိုတော့စိတ်မကောင်းဘူးကြာသလားကျွန်တော်တို့ရဲ့ကွင်းလယ်အင်ဂျင်ဒက်ကလန်ရိုက်ဒီစုကိုမရတာတော်တော်လေးကိုစိတ်မကောင်းဘူးဒါပေမဲ့ကိစ္စမရှိဘူးနောက်နှစ်တည်းရနိုင်တယ်အခုကကျွန်တော်လာပြောရတဲ့အကြောင်းရင်းကသူတို့မန်ယူဖန်နေဒီစုကိုသူတို့ဘာမဟုတ်တဲ့ဒီတအူးချင်းစုလေးနဲ့ကျွန်တော်တို့ EPN ဆိုတဲ့ဒီကမ္ဘာပေါ်မှာအကောင်းဆုံးလိဂ်ကြီးတွေတဲကကြီးမားဆုံးဆိုတဲ့အမှတ်ပေးချန်ပီယံစုကြီးကိုလာပြီးတော့ရှင်နေလို့နောက်တစ်ခုကကျွန်တော်တို့22နှစ်ကြီးများတောင်ဟိုကြာမှဖလားပြန်ရတယ်ဗောနော်တနာပါတယ်အောင်ပွဲခံပါသေးပါရဲ့ဟိုတနာစရာလည်းမလိုဘူးဟိုအထင်သေးစရာလည်းမလိုဘူးထင်ကြီးစရာလည်းမလိုမင်းတို့ဘာမင်းတို့အထင်ကြီးလည်းဂူးမဆိုင်အထင်သေးလည်းဂူးမဆိုင်ဘူးနောက်နှစ်တွေလည်းအာဆင်နယ်ပဲဆက်ယူမှလို့ကျွန်တော်ပြောထားမယ်ဒါဒီရောက်ကျွန်တော်အသေးစိတ်နောက်မှအသေးစိတ်ပြောပြမယ်ဘလို့ပဲရအာဆင်နယ်ဟာဒီနှစ်ရာသီမှာဖလားရဟိုချန်ပီယံဆုရသွားတာကစံချိန်နဲ့ရသွားတယ်အနီကတ်တကတ်မှမထီဘူးပင်လေဒီတလုံးမှမပေးရဘူးဒါကဒိုင်းကူလို့မရဘူးအဲ့လိုမျိုး100ဒီလုံး38ပွဲလုံးအနီကတ်လည်းမထီအောင်ပင်လေဒီလည်းမပေးရအောင်ကစားဖို့ဆိုတာတုံးတိုင်းအသင်းမလုံးနိုင်ပါဘူးဘာလို့မလုံးနိုင်ဘူးလဲဆိုအာဆင်နယ်ကကွင်းလေရောနောက်တန်းရောစီးချက်ညီနဲ့ပြိုင်ဘက်အသင်းကိုဂိုးပေါက်ကန်ချက်နည်းနည်းလေးပဲခွင့်ပြုတဲ့အတွက်ဒီလောက်ထိအောင်တန့်ရှင်းတဲ့ result တစ်ခုထွက်လာတာเนาะထွက်လာတာအဲ့ဒါကြောင့်မို့လို့ဒီစံချိန်ကလည်းတော်ုံတန်လူလိုက်မိဖို့ရာဆိုတော့ကျွန်တော်တို့ရှေ့ရရွှေဖလားစံချိန်လို့ပဲကျွန်တော်ရွှေဖလားကိုဘယ်သူမှလည်းလိုက်မမိသေးဘူးအခုဒီရာဒီအာဆင်နယ်လောက်ပြသွားတဲ့စံချိန်ကိုလည်းတော်ုံတန်လိုက်မမိဘူး clean sheet 18ပွဲဒေးဗစ်ရာယာ3ချိန်ဆက်ရှိသွားပြီနောက်နှစ်လည်းသူပဲရမယ်လို့ကျွန်တော်တို့ယုံကြည်တယ်နောက်နှစ်အာဆင်နယ်ဖလားရမယ်ဒက်ကလန်ရိုက်ကဒဏ်ရာတာမရခဲ့ဘူးဆိုရင်
ပရီးမီးယားလိရဲ့လက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားချွင်းချက်မရှိအကောင်းဆုံးကစားသမားနောက်ပြီးတော့တကယ်လို့ချန်ပီယံလိတာရခဲ့မယ်ဆိုရင်ဘလွန်ဒီအော်စုကိုတောင်မှရနိုင်တဲ့အရေးချင်းရှိတယ်ပေါ့နော်အရေးချင်းရှိတယ်ဆိုတော့ဟိုဘရူနိုဖာနန်ဒက်ရသွားတဲ့စုအပေါ်ကိုကျွန်တော်ဘာမှမပြောလို့ဘူးအဲ့လောက်ကြီးလဲဒီစုကိုဟိုဒီကလောနာကြီးမရလို့ဘာဘူးညာဘူးနဲ့ကျွန်တော်မပြောဘူးဒါပေမဲ့အခုမိုင်းဦးဖန်နေလာပြောတဲ့အတွက်ကျွန်တော်ပြောရခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ချန်ပီယံလိဘောလူပွဲစောင့်ကြည့်မယ်အဲ့မတိုင်ခင်ကျွန်တော်တို့ AC လေးကျွန်တော်တို့ပြောမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ RE Arsenal ချန်ပီယံလိဖလားကြီးယူခဲ့လို့ရှိရင်အကုန်လုံးကိုလေတိုက်မယ်အကုန်လုံးကျွန်တော်မှတ်ထားတယ်မိုင်းဦးဖန်နေအကုန်လုံးကို16သိန်းဖန်နေကျွန်တော်တို့ဖလားမရသေးခြင်းစီသူလင်ဖြစ်စေခြင်းတဲ့ကောင်တွေ PSG ရပဲရမယ်ဆိုတဲ့ကောင်တွေအကုန်လုံးကိုမင်းတို့သတိထားထမင်းဝါဝါစားတာဒါပါပဲ